Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မြန်မာ Crafter ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ Modded Minecraft ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့မှာလည်းကျွန်တော်တို့ဘာတွေထူးခြားတဲ့ဟာတွေလုပ်နေမှမသိဘူးပေါ့နော်ကျွန်တော်တို့အခုချိန်မှာတော့ Awesome Pig ကကျွန်တော်တို့ဧည့်သည်တော်ကြီးတယောက်ဖိတ်ခေါ်ထားရတဲ့ဗာလဲဘယ်သူလဲတော့မသိကျွန်တော်လည်းတော့ကြည့်ရအောင်အားစိန်ခေါ်တဲ့ဧည့်သည်ကြီးကထူးဆန်းတဲ့သူတွေပဲနော်ကျွန်တော်တို့ဟိုတခါမှမမိသေးလား Villager ဗာလဲ Villager ဒါမဲ့ကွာအဲ့ villager ရဲ့ကိုလာပေါ်မှာနေတဲ့ villager တွေကဖိတ်စာရတာတို့ပြီးရင်ကျွန်တော်တို့နောက်ထပ်ဘယ် episode တွေမှတ်မိသေးလဲ episode တွေအများကြီးပဲလေနော်သူခေါ်ရတဲ့ဧည့်သည်ဆိုရင်တော့လုံးဝထူးခြားတဲ့ဧည့်သည်ပဲဖြစ်မှာပေါ့နော်ဒီနေ့လည်းဘယ်သူခေါ်တာမှမသိဘူးဟမ်ဟဲ့အောင်မင်းဘယ်သူတော့ဟဲ့အောင်မင်းမြန်မာနိုင်ငံအလှန်ကြီးတက်တာ what ဟဲ့တိုက်မင်းမြန်မာနိုင်ငံကလာတာ Awesome Pig ဟဲ့မင်းဘယ်သူခေါ်တာတော့ဟဲ့အော်ကျွန်တော်တို့အကူအညီတောင်းနေရပဲဆိုတော့ဒီကသူကပေါ့နော် तू ကမြန်မာနိုင်ငံရဲ့လက်ရေးစင်အပြေးသမားတဲ့အပြေးပြိုင်သမားတဲ့ तू ကဘာလို့မလို့လဲဆိုတော့တဲ့သူတို့ရွာမှာအပြည်ပြည်ဆိုင်ရာအပြေးပြိုင်ပွဲကျင်းပမှာတဲ့ကျွန်တော်တို့ American တို့ England တို့ Russia တို့တရုတ်တို့ဂျပန်တို့နိုင်ငံပေါင်းစုံကနေလာပြီးပြိုင်ကြမှာပေါ့နော်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကလည်းကိုစားဖြူ तू ကပြိုင်မယ်တဲ့အော် तू ကကျွန်တော်တို့လေ့ကျင့်ခိုင်းတာတဲ့ Okay အမေငါ့ကိုလာကျင့်ခိုင်းနေဆိုတော့နည်းနည်းရောက်တက်သွားပြီပေါ့နော် Okay ဟုတ်ပြီကမင်းအားကိုတော့လည်းငါကူပြီးတော့ကျင့်ပေးရတာပေါ့ Okay အော်ဒါလည်းကျွန်တော်တို့ဗီဒီယိုလေးမစခင်မှာ like လေး subscribe လေးလုပ်ပေးခဲ့ပါအောင်เนาะကျွန်တော်တို့ကြည့်ရှုသူတွေ29ရာခိုင်နှုန်းလားဘယ်လောက်ရာခိုင်နှုန်းလဲကျွန်တော်မမှတ်မိတော့တခါတော့ကျွန်တော်တွေးလိုက်သေးတယ်အဲ့ဒါက subscribe မလုပ်ထားဘူးတဲ့နောက်တစ်ခုကကျွန်တော်တို့ဒီဗီဒီယိုကနေပြီးတော့ကြည့်ရှုပြီးတော့ရလာတဲ့ကျွန်တော်ငွေတွေအချို့တော့ကိုမြန်မာနိုင်ငံကစစ်ပေးရှောင်တွေအတွက်ပြန်လည်လှူဒန်းပေးသွားမှာဖြစ်ပါတယ်အဲ့တော့ let's go ဒါကတော့သူတို့ရဲ့အပြေးပြိုင်ခွင့်ထင်တယ်Okay ဟုတ်ပြီအဲ့တော့ဒီနိုင်ငံမှာနိုင်ငံပေါင်းစုံလာပြီးပြန်ကြမှာဆိုတော့ဗောနော်ကျွန်တော်တို့မြန်မာနိုင်ငံကလည်းတိတ်ခါမကြောက်ဘူးကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကိုစားပြုကြီးကို train ပေးရမှာဟုတ်ပြီကျွန်တော်တို့သူ့သွားပြီးတော့နှိုးအောင်ဗျာသူသွားအိတ်နေထင်တာပဲကျွန်တော်တို့ရွာလဲရောက်သူလည်းခရီးပန်းလို့ဗောနော်ဟျောင်ရေးထားတော့လေဟျောင်ရေးဟမ်မင်းအခုမှနိုးရလားဟျောင်သွားမယ်လားငါတို့နောက်ကျနေပြီလာသွားရအောင်လားလက်ကျင့်မယ်လားဒီကောင်အိတ်ချင်မူတူးနေကြည့်အောင်ဟမ်မင်းပြက်လုံးဝမြင်ရလဲတာဟဲ့ဒီကောင်ကိုလည်းခေါ်ရခက်တယ်ဗျာကျွန်တော်ဒီကောင်ကြည့်ရတော့တိတ်ပြီးတော့ तू ကအပြေးမဲ့ပုံမပေါ်ဘူးနော်ဟဲ့ရောင်မင်းHချင်မူတူးဖြစ်နေလို့အပြေးမမြင်တာလားမဟုတ်ပါဘူးတခုတော့တခုပဲဒီကောင်ကြည့်အောင်ဟမ်မင်းကြောင်တောင်နဲ့ဘယ်ဘာကြည့်နေဟမ်Hချင်မူတူးနဲ့ तू မနိုးသေးဘူးထင်တယ်ဒီပုံစံဆန်လဲဆိုတော့ကျွန်တော်တို့စုတစိမ့်ရဖို့ကတော့မဖြစ်နိုင်ဘူးထင်ပါတယ်အေးဘယ်လက်တာတော့ဟဲ့မင်းဟဲ့မေဝက်ကိုမလိုက်နဲ့လေဟဲ့တော်ပြီလေဟဲ့ဟေးဝက်ကြီးကိုတပ်လိုက်လေဟဲ့ရေးညံလိုက်လားဟဲ့ငါတောင်ပြေးမလိုက်နိုင်ဘူးဟဲ့ဟာဒီကောင်ဝက်ကိုတပ်ပြီးခုံနေဟဲ့ပြီးဘာလုပ်မှလဲမင်းဟမ်ပြေးသွားပြန်ပြီဟာသူ့အမြန်တော့မြင်လိုက်တယ်နော်ကျွန်တော်တော့လုံးဝမပြေးနိုင်ဘူးကျွန်တော်တော့အဲ့လားဟဲ့ရေးသူနိုင်ကြီးတော့ရှိပါတယ်ဒါပေမဲ့တခုရှိတာက तू ကဘာလို့ဝက်ကိုသွားတက်နေရဟဲ့မင်းကောက်သွားလားမဟုတ်ဒီမှာကြည့်ကြုံမင်းကထူးချနော်အပြေးတော့မြင်တယ်ဒါပေမဲ့ဒါမင်းမြင်အပြေးမြင်ခြင်းတဲ့အချိန်မှာမြင်တာလားမဟုတ်ပါဘူးဘလို့အချိန်ဒီမှာအပြေးမြင်တာတော့ဟဲ့ငါ့ဝက်သားပေးရဟာတိသွားပြီ तू ကဘိုက်စာနေလို့လက်ဆက်တော့ तू ကဘလို့အချိန်ဒီမှာအပြေးမြင်လဲဆိုတော့တဲ့ तू ကဘိုက်စာရဲ့အချိန်ဒီအပြေးမြင်တယ်တဲ့အေးပါကွာမှတ်လောက်သားလောက်ပါပြီเนาะကျွန်တော်တို့သူဝက်တကောင်တော့တက်ပြီးတော့ကျွန်တော်တို့ဝက်သားကြော်ကြီးကျွန်တော်လာပေးလိုက်တယ်အေးပါကွာဘိုက်ရေးထဲမှာကျွန်တော်လက်ကျင့်ပေးရမယ်ဆိုမှဘိုက်စာရဲ့အချိန်ကျမှအပြင်းမြင်တဲ့ကောင်လာတွေ့နေဟုတ်ပြီအဲ့တော့လေသူ့ခေါ်လိုက်မယ်တော့ဒီကွင်းမြင်ကိုအေးပါကွာဟဲ့အောင်ရေးမင်းကလည်းဘိုက်စာမှာအပြင်းမြင်တဲ့ကောင်ပဲโอเคအဲ့တော့ထားပါတော့ဟဲ့အောင်မင်းဘိုက်စာမှာအပြေးပြန်လို့မရဘူးလေငါတို့တခုလုံးမရမယ်နော်ဟုတ်ပြီလားရအောင်အဲ့တော့maybe မင်းပြေးကြည့်ပါလားရအောင်နော်ဟုတ်ပြီလားဒီမှာဒီကွင်းကိုတပတ်ပတ်ကြည့်ပေါ့နော်မင်းဘယ်နှမိနစ်လောက်ကြာမလဲမသိငါလဲစက္ကန့်ရည်ပေးရမယ်ဟုတ်ပြီလား Okay 3 2 1 go ဟမ်အေးပြေးလေဟဲ့ what ဘလို့နှီးွားလဲမင်းခုနကတော့ဝက်ကိုလိုက်တုံးသွားကြတော့နော်ဟဲ့မင်းအရမ်းမြန်ပါတယ်အခုဘလို့ဖြစ်သွားရကျွန်တော် villager ကို train ပေးရမယ်ဟိုမှာနေဝင်တော့မယ်ဟဲ့မင်းမြန်လောက်ပါဟာမြန်လောက်နော်
အေးခုံပြီးပြေးအေးပါကွာဟျောက်ကြီးညရောက်သွားပြီဟျောက်မင်းဘယ်လိုလုပ်မလဲဟျောက်ငါတို့ကောင်းနေဘယ်လိုလုပ်ကြမလဲညရောက်ပြီဟျောက်မင်းမနဲ့ဖြန့်ဆိုရင်ပဲဟမ်ငါတို့ပြေးရတော့မယ်ဆိုမှဒီကောင်ကလည်းအေးပါကွာမင်းတော်တော်လေးကြာရင်ငါတော့အချိန်မမှတ်တော့ဘူးနော်โอเคလုံးဝဇွဲမလျှော့ကျန်းဟိုမှာလာအောင်ထွက်နေမင်းရတယ်ဟုတ်ပြီ तू နောက်တစ်ခါထွက်ပြေးအောင်မယ်တဲ့ तू နောက်တစ်ခါလောက်အခွင့်အရေးပေးပါအောင်နဲ့အေးပါကွာရပါတယ်ဒီခါထပ်ပြေးကြည့်နော်အေးဘာကိစ္စတော့ဟမ်ရွာထဲမှာအလှအိမ်ရှိရဟဲ့လားအလှလုံနေဟဲ့လားအော်မအားသေးဘူးရမင်းမအားသေးဘူးပြောလိုက်အောင်ဒီမှာမင်းကိုအလှအိမ်မှာလာခေါ်နေဟာဟမ်ဟေးဘယ်ရောက်လဲဟဲ့မြင်လိုက်လား what the hell heyဘယ်အိမ်မှာတော့ဟဲ့ဒီအိမ်လားမသိဘူးလူတွေပြည့်နေဟမ်ဟဲ့မြင်လိုက်လားတိုက်မင်း SP တဲ့တာမင်းပြည့်နော်မင်းငါတို့ရွှေတစိမ့်စုရပါဒီကောင်အစားတောင်းချမ်းတာဝါကျုံဟမ်ချက်ကင်โอเคခက်နေတော့မင်းအများကြီးတော့မစားနဲ့မင်းမနှက်ဖြန့်ချရင်ဟောဖြစ်အောင်မယ်တိုင်ကဲရှေ့โอเคအဲ့ဒါငါအပြင်မှာစောင့်နေမယ်နော်စားပြီးမှပြန်လာခဲ့ငါတို့ပြန်လေ့ကျင့်အောင်လားဒီကောင်တကယ်ကောင်ကွာဒီမှာကျွန်တော်ပြီးတာမြန်လိုက်လားနော်အစားတောက်ဆိုတော့ရေးတောက်ပဲတကယ်ကောင်โอเคအဲ့တော့ဒီလိုမျိုးတော့မဖြစ်ပါဘူးသူ့တခုကြံပေးမှရတော့မယ်โอเคဟုတ်ပြီတိုင်အဲ့တော့ငါတခုတိသွားပြီငါတို့နိုင်ငံပေါင်းစုံနဲ့ပြန်ရမှာဆိုတော့ငါတို့နည်းနည်းညံနဲ့သုံးမရမယ်ဟုတ်ပြီနော်အဲ့တော့ဘယ်လိုလုပ်မလဲဆိုရင်ငါတို့မင်းအပြည့်ပြန်တဲ့အချိန်မှာကွာမင်းအရင်ဆုံးကွာဒီနားနေပြီးတာထွက်တယ်မလား3 2 1ဆိုပြီးတာထွက်လာတဲ့အချိန်မှာဒီနားလောက်ရောက်တဲ့အချိန်ကျရင်မင်းသူတို့ပြောလိုက်မင်းရဲ့ပြိုင်ဘက်တွေပေါ့နော်နိုင်ငံပေါင်းစုံပြိုင်ဘက်တွေကိုရန်တိုက်ပေးရအောင်အဲ့တော့မနေ့ပြန်ကျရင် American လဲလာမှာပြီးတရုတ်လဲလာမှာရုရှားလာလိမ့်မယ်အင်္ဂလန်နဲ့ဂျပန်လာလိမ့်မယ်တဲ့โอเคအဲ့တော့အဲ့9နိုင်ငံလုံးကိုအချင်းချင်းရန်တိုက်ပေးလိုက်ကွာသူကအချင်းချင်းရန်ဖြစ်ချင်နေရဆိုလေโอเคပြီးငါတို့မြန်မာဂုံဆောင်ဆိုပြီးတော့ငါတို့ပြေးမယ်ဟုတ်ပြီလားအဲ့ကြံနေကောင်းလားကောင်းတယ်လေโอเคအဲ့တော့ကျွန်တော်တို့နောက်ဆုံးမရတဲ့အဆုံးပေါ့နော်ကျွန်တော်ညံတက်ပဲသုံးရတော့ပေါ့ဟုတ်ပြီလားโอเคအဲ့တော့ဟုတ်ပြီလာအဲ့ဆိုရင်ငါတို့မနေ့ပြန်ကြရင်အစစ်ဖြစ်ပြီနော်အဲ့လို့ဆိုရင်မင်းငါပြောတဲ့အတိုင်းလုပ်ကြလားမင်းမနိုင်ဘူးလုံးဝမရှုံးစရာဟုတ်ပြီလားအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ပြည်ပြည်ဆိုင်ရာအပြေးပြန်ပွဲကြီးကနေကြိုးလိုက်ပါတယ်ဆိုတော့ဒီနေ့နိုင်ငံတွေကတော့ American ရုရှားတရုတ်ဂျပန်နဲ့အင်္ဂလန်နိုင်ငံတို့ကနေပြီးတော့ပါဝင်ရှင်ပြိုင်တဲ့သူတွေဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီမှာလူတွေအားလုံးကလည်းဝိုင်းပြီးတော့အားပေးကြရတယ်ပေါ့နော်ဟိုမှာညီမခရက်တာတောင်ပါသေးတယ်โอเคအဲ့တော့သူတို့တိုင်ပွဲဝင်တွေရဲ့နှုတ်ဆက်တဲ့စကားလေးတွေကိုကျွန်တော်တို့ခွင့်ပြပေးမှာဖြစ်ပါတယ်အဲ့တော့အစီအစဉ်လေးကိုစလိုက်ကြရအောင်ပထမဆုံးပြန်ပွဲဝင်ရတော့တရုတ်နိုင်ငံကလာတဲ့ Mr. ကိုင်စီကွေးဖြစ်ပါတယ်သူကတော့ကျွန်တော်တို့မနိုင်လို့ရှိရင်တဲ့တနိုင်ငံလုံးကိုလောက်ကမ်းမားတွေမရောတော့ဘူးတဲ့ကျွန်တော်တို့လောက်ကမ်းမားငရုတ်စီသိရမလားတော်တော်လေးစားလို့ကောင်းတယ်လေအဲ့ဒါသူချက်ပြီးမရောတော့ပါဘူးတဲ့တေရောဗျာโอเคဟုတ်ပြီနောက်ထပ်တစ်ယောက်ကြည့်အောင်နောက်ထပ်တစ်ယောက်ကတော့ကျွန်တော်တို့အင်္ဂလန်နိုင်ငံကလာတဲ့ Mr. Arthur Luther King Henry the 4th ရဲ့မြေ King Nottingham the 1st နဲ့ King James တို့ရဲ့တော်ဝင်မင်းသား Queen Elizabeth တို့ရဲ့သား Charles Henry the 1st ရဲ့အဖေမတူအမေကွဲတငယ်ချင်းဖြစ်တဲ့ John ဖြစ်ပါတယ်တဲ့သူ့နာမည်ကတော့ John ပါတဲ့ Okay ပါဟဲ့အောင်အရှိကြီးပဲဘာလို့မင်းအဲ့ဒါရေးထားရတယ်ကွာဟုတ်ပြီအဲ့တော့ तू ကတော့မနိုင်လို့ရှိရင်တဲ့ဒီ Premier League ပွဲတွေကိုဆက်ပြီးတော့မထုတ်လွှင့်တော့ပါဘူးတဲ့တေရောOkay ထားပါတော့ဒါကျွန်တော်လည်း Premier League မကြည့်တော့ပါเนาะရပါတယ်ဒါမင်းမလွင့်ချင်လည်းမလွင့်နဲ့ပေါ့အမန်ယူလည်းအမြဲတမ်းရှုံးနေအောင် Okay အဲ့တော့နောက်တစ်နိုင်ငံကကြတော့ကျွန်တော်တို့ဂျပန်နိုင်ငံဖြစ်ပါတယ်ဂျပန်နိုင်ငံက Toyota Ajinomoto ကမနိုင်လို့ရှိရင်တဲ့ဒီ Godzilla ကြီးကိုလွတ်ပစ်မဲ့တဲ့ဟာဟိုဒီ Godzilla ကြီးတဲ့ဒီဝါကြီးကိုတက်ဖိလိုက်လို့ရှိရင်ကျွန်တော်တို့သိပြီပေါ့เนาะဟုတ်ပြီအဲ့နောက်တစ်နိုင်ငံလက်အောင် Okay ဂျပန်နေမရှုံးဘူးပဲကျွန်တော်ဆုတောင်းပါတယ်နောက်တစ်နိုင်ငံကတော့ရုရှားနိုင်ငံကလာတဲ့ Mr. Suka ဖြစ်ပါတယ်သူကတော့မနိုင်လို့ရှိရင်တဲ့ဒီရွာကြီးကိုနျူကလ িয়ার ကြီးနဲ့ကျဲပြစ်မယ်တဲ့ရောက်ကြီးအကြီးရွယ်ကြောက်စရာကြီးနော်ဒါပေမဲ့အိတ်ထက်ပိုကြောက်ဖို့ကောင်းတာက USA ကမနိုင်လို့ရှိရင်တဲ့ဒီရွာကြီးကိုရုရှားတပ်ပိုကြီးတဲ့နျူကလ িয়ার ကြီးနဲ့ကျဲပြစ်မယ်တဲ့တေရောမင်းတို့ကောင်တွေကလည်းကွာမနိုင်လို့ရှိရင်မင်းတို့ကအဲ့လောက်ကြီးတော့လှုပ်เสียမလို့ထင်တယ်နော်โอเคအဲ့တော့ကျွန်တော်တို့ဒီထက်ပိုပြီးတော့ပိုမစိုးဘူးပဲပြောလင့်ပါတယ်လို့နောက်ဆုံးကြံရှိတဲ့ကျွန်တော်တို့မြန်မာနိုင်ငံကိုစားပြုသူကဘာပြောမလဲဆိုတော့ကျွန်တော်နားဆင်လိုက်ကြရအောင်ခင်ဗျတော်သားလွဲပြီးတော့เนาะအစိမ့်နှမ်းရှိတဲ့လူတွေအကုန်လုံး
မင်္ဂလာပါ မြန်မာနိုင်ငံကိုစားပြုမောင်အောင်တီကတော့တဲ့သူမနိုင်လို့ရှင်လည်းရပါတယ်တဲ့မင်းအတွက်ဆိုအရာရာရှုံးပေးပြီးသားပါတယ်ဟာဟောင်ခဏလေးခဏလေးမင်းပါရှောက်ရေးတာဟောင်အော်ကျွန်တော်ပြန်ပြောရမယ်သူဘာပြောလဲဆိုရင်တဲ့မြန်မာနိုင်ငံကမနိုင်လို့ရှိရင်တဲ့တကဘာလုံး Facebook မှာတက်ပြီးဆဲမှာဖြစ်ပါတယ်တဲ့โอเคကျေးဇူးများတင်ပါတယ်အဲ့တော့ကျွန်တော်တို့ပြိုင်ပွဲလေးကိုစလိုက်ကြရအောင်ခင်ဗျဟုတ်ပြီအခုချိန်မှာတော့ပြိုင်ပွဲကြီးကတော့စတင်နေပါပြီခင်ဗျကျွန်တော်တို့ရဲ့ပြိုင်ပွဲဝင်တွေကတော့အစင်သင့်ဖြစ်နေပါပြီအဲ့တော့ကျွန်တော်တို့တာထွက်ဖို့စလိုက်ကြရအောင်3 2 1 go အစားထွက်တာတော့အင်္ဂလန်နိုင်ငံတရုတ်ရုရှားနဲ့နောက်ဆုံးမှာတော့ပိတ်ချီနေရမှာမြန်မာနိုင်ငံကနေပြီးဥဆောင်နေပါတယ်ခင်ဗျာကျွန်တော်တို့အခုတော့တို့အခုပြိုင်ဆိုင်နေတဲ့ကျိုးပန်းနေကြတော့မယ်တော့အခုချိန်မှာတော့ကျွန်တော်တို့မြန်မာနိုင်ငံကတော့အနောက်ကနေပြီးတော့လေလိုက်ပေါ်နေပါတယ်ဘာလို့လည်းမသိပါဘူးခင်ဗျာမြန်မာနိုင်ငံတယောက်တည်းစကားကြီးလိုက်ပြောနေပါတယ်ခင်ဗျာထူးဆန်းတာတော့ကျန်တဲ့နိုင်ငံတွေကအရှိကိုပဲဒီတိုင်းမမှတ်သွားနေတဲ့အချိန်မှာမြန်မာနိုင်ငံကတော့ရှယ်စကားများနေပါတယ်ဘယ်လိုမျိုးဖြစ်မလဲဆိုတော့စိတ်ဝင်စားကြရပါပဲခုချိန်ဥဆောင်နေရတော့အမေရိကန်နိုင်ငံနဲ့တရုတ်နိုင်ငံဥဆောင်နေရဖြစ်ပါတယ်ရုရှားနိုင်ငံကလည်းကြော်တက်ဖို့အတွက်ကြိုးစားနေတော့မှဒါမဲ့တိတ်တော့မဖြစ်နိုင်သေးပါဘူးခုချိန်မှာတော့တရုတ်နိုင်ငံကအမေရိကန်နိုင်ငံကိုကြော်တက်ပြီးတော့ပြေးသွားပါတယ်ခင်ဗျာโอเคအမေရိကန်နိုင်ငံကလည်းနောက်ကနေအားကြမခံသူလိုက်နိုင်မလားဒါမဟုတ်ရင်တရုတ်နိုင်ငံကပဲအနိုင်ရသွားမလားဆိုတော့ကျွန်တော်တို့ဆက်လက်ကြည့်ရှုကြရအောင်ခင်ဗျာခုချိန်မှာတော့ရုရှားစီးမင်းကိုကြော်လာပြီးတော့ဘေးနားကမြက်ခင်းပြင်းပေါ်မှာဘာလို့မလဲမသိဘူးဟာဟျောက်နေအကုန်လုံးရက်သွားပြရပါတယ်နိုင်ငံအားလုံးရက်သွားကြပါတယ်ခင်ဗျာရက်ပြီးတော့ရန်ဖြစ်နေရလားမသိဘူးစကားများနေရလားဘာဖြစ်နေရလဲမသိပါဘူးခင်ဗျမြန်မာနိုင်ငံတနိုင်ငံတည်းသူတို့ကြော်သွားပါတယ်ခင်ဗျသူတို့စကားများတဲ့အချိန်မှာမြန်မာနိုင်ငံကတော့သူတယောက်တည်းပဲအေးဆေးလေးပန်းဝင်နိုင်တဲ့အခြေအနေကိုရောက်ရှိလာပြီဖြစ်ပါတယ်စီဆိုရင်တော့ကျွန်တော်တို့တော်တော်လေးစိတ်ဝင်စားကြကောင်းနေပြီပေါ့နော်ကျန်တဲ့နိုင်ငံတွေအကုန်လုံးရှုံးနေမြန်မာနိုင်ငံတနိုင်ငံတည်းအောင်မြင်မလားဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးကြီးစုကြရအောင်မြန်မာနိုင်ငံလည်းပြေးတယ်ခင်ဗျအောင်ပွဲခံနေနဲ့ပြေးနေတာဖြစ်ပါတယ်သူကတော့ကြိုတင်ပြီးအောင်ပွဲခံနေရလားမသိဘူးเนาะဒါတော့နည်းနည်းအန်ဒီရများတယ်အိုးအနောက်ကနေပြန်လိုက်လာပြီခင်ဗျမြန်မာနိုင်ငံမြန်ပြေးတယ်ရောက်ရေးတရုတ်နိုင်ငံကပြန်လဲကြိုတက်သွားပါပြီသူတို့စကားများပြီးွားပြီထင်ပါတယ်ဖြစ်ရှင်တော့โอเคနိုင်ငံတွေအားလုံးမြန်မာနိုင်ငံကိုပြန်လဲကြိုတက်သွားပြီခင်ဗျအဲ့ချိန်မှာဒီလိုပုံမျိုးနဲ့ဆိုရင်တော့မြန်မာနိုင်ငံကဒီလိုပုံမျိုးနဲ့ဆိုရင်တော့မြန်မာနိုင်ငံကဗိတ်ချီးနေရပဲပြန်ရောက်သွားတော့မှာဖြစ်ပါတယ်ခင်ဗျကျန်တဲ့နိုင်ငံတွေအကုန်လုံးကြိုတက်သွားပြီဆိုတော့โอเคဒီလိုဆိုတော့ကျွန်တော်တို့စုတစိတ်ကိုမရနိုင်တော့ဘူးထင်ပါတယ်အဲ့ချိန်မှာမြန်မာ character အကျဉ်းချုပ်တစ်ခုရသွားပြီးတော့လမ်းអော်လိုက်ပါတယ်ဟျောင်ရေးရွာထဲမှာအလှူအိမ်ရှိတယ်တဲ့ဟာအော်စရာပါပဲခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အပြေးသမားအစွမ်းကတော့ရှယ်မြန်လုံးပါတယ်ကျွန်တော်တို့ရဲ့ပန်းနိုင်တွေကိုချက်ချင်းဝင်တိုးသွားရတယ်ခင်ဗျာကျန်တဲ့နိုင်ငံတွေလုံးဝလိုက်မမီတော့ပါဘူးခင်ဗျာโอเคဒီနေ့အပြေးပြိုင်ပွဲရဲ့ရွှေစုတစိတ်ကိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကဦးဆောင်ပြီးရရှိသွားပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုပြန်တွေ့ကြမယ်ဘိုင်ဘိုင်